အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အမွေမမီမြေးဆိုတာကပါတယ်အမွေမမီမြေးကဘယ်လိုမျိုးအမွေဆက်ခံခွင့်ရှိတယ်လဲဆိုတဲ့အကြောင်းကိုဥပဒေဘူးသူတိုင်းအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်အမွေမမီမြေးဆိုတာကတော့ဘိုးဘွားတွေရှေ့ကွယ်လွန်သွားတဲ့သားသမီးတွေကနေပြီးတော့ကြံရှိနေတဲ့မြေးကိုအမွေမမီမြေးလို့ခေါ်ပါတယ်ဘိုးဘွားတွေကအရင်ကွယ်လွန်သွားပြီးတော့သားသမီးတွေကနောက်မှကွယ်လွန်တာဖြစ်မယ်ဆိုရင်တော့ဒီကြံရှိနေတဲ့မြေးတွေကအမွေမီမြေးပဲဖြစ်ပါတယ်အမွေခွဲဝေစဉ်မှာသားသမီးကတက်ရှိထင်ရှားရှိနေမယ်ဆိုရင်မြေးတွေကဘိုးဘွားတွေရဲ့အမွေပုံပစ္စည်းတွေနဲ့ဓာတ်ရိုက်သက်ဆိုင်မှုမရှိဘဲနဲ့သားသမီးတွေနဲ့သာသက်ဆိုင်ပါတယ်အမွေရဲ့သဘောတရားကသွေးနည်းသူကနေပြီးတော့သွေးဝေးသူကိုပယ်ခြင်းမျိုးပဲဖြစ်ပါတယ်။အမွေမမီမြေးတွေအချင်းချင်းခွဲဝေတဲ့အခါမှာအမွေပုံပစ္စည်းကအညီမျှရရှိမှာပဲဖြစ်ပါတယ်။ဘိုးဘွားတွေရဲ့အမွေပစ္စည်းပေါ်မှာမြန်မာတရိထုံးတဲ့ဥပဒေအရအမွေခွဲဝေမှုပြုတဲ့နေရာမှာအမွေမမီမြေးတွေကတာကြီးသမီးကြီးဩရတကမွေးဖွားထားတဲ့မြေးတွေဖြစ်မယ်ဆိုရင်ကြံရှိတဲ့ဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးနဲ့အညီအမျှခွဲဝေရပါတယ်။သားကြီးသမီးကြီးဩရတာမဟုတ်တဲ့အခြားသားသမီးတွေကမွေးဖွားတဲ့သူဖြစ်မယ်ဆိုရင်ဒီအမွေမမီမြေးဖြစ်မယ်ဆိုရင်ပေါ့နော်မိမိရဲ့မိဘတွေတက်ရှိထင်ရှားရှိရင်ရရှိမဲ့အမွေဝေစုရဲ့၄ပုံတစ်ပုံကိုသာရရှိမှာဖြစ်ပါတယ်အမွေမမီမြေးတွေမှာဝမ်းခွဲဦးကြီးတော်ကြီးတွေနဲ့သာအမွေခွဲဝေခြင်းဖြစ်မယ်ဆိုရင်မိမိအမိဖရှိစဉ်ကရရှိမဲ့အမွေတိုင်းကိုအပြည့်အဝရရှိမှာဖြစ်ပါတယ်ဘိုးဘွားနှစ်ယောက်ရှိတဲ့ထဲကမှတယောက်တည်ဆုံးပြီးတော့နောက်ကျန်တဲ့တယောက်ကနောက်အိမ်အောင်ပြုတ်မယ်ဆိုရင်အမွေမမီမြေးတွေအမွေတောင်းခံခြင်းမပြုတ်နိုင်သေးပါဘူးအမွေမမီမြေးတွေကသူတို့ရဲ့မိဘတွေတက်ရှိထင်ရှားရှိစဉ်ကရရှိတဲ့အခွင့်အရေးတိုင်းကိုအမွေကိုခံစားရတာမျိုးမဟုတ်ပါဘူးသူတို့အမွေမမီမြေးဖြစ်နေခံစားရနိုင်တဲ့အတိုင်းကိုအမွေဆက်ခံရခြင်းမျိုးပဲဖြစ်ပါတယ်အမွေမမီမြေးတွေကဘိုးဘွားတွေနဲ့အတူမနေလဲပဲအမွေမမီမြေးရဲ့အခွင့်အရေးကဆုံးရှုံးမှုမရှိပါဘူးဆိုတဲ့အကြောင်းလေးကိုဥပဒေဘူးသူတာအနေနဲ့ဆွေးနွေးပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်